အားလုံးမင်္ဂလာပါဒီနေ့တော့12လပိုင်း9ရက်နေ့ဖြစ်ပါတယ်အဖေများနေ့ရဲ့အမတ်တရလေးလို့ပြောလို့ရပါတယ်ကျွန်တော်တို့ပြည်ချပူရဲ့9မိနစ်ဖျားကိုမနက်4နာရီခွဲမှာစရောက်ခဲ့ပါတယ်အလားလေးရလဲထင်းထင်းသားနေတာမို့လို့ရေပြင်တော်ကြီးမှာလည်းတအားကိုအေးနေပါတယ်အခုမြင်တွေ့နေရတဲ့9မိနစ်ဖျားရဲ့အနေအထားတော့ကျွန်တော်တို့မြန်မာပြည်သားတွေနဲ့ပြည့်နေနေတာပဲဖြစ်ပါတယ်ဒီကြားရက်တွေတော့မှပြည်သားတွေတအားများရကျွန်တော်တို့ဖျားပူပြီးဆိုတော့ဖျားအစင်းနာမှာရှိရဲ့ပန်းကြံလေးကိုကျွန်တော်တို့လှည့်ပြီးဝင်มาဖြစ်ပါရဲ့ဖျားပေါ်ရဲ့အစင်းမှာတော့တီဝလန်နေရောင်းတာရဲ့ဝိစာတန်းနေနဲ့အမတ်တရအပြည့်ဝယ်သွားဖို့လည်းရပါရဲ့ဖျားစင်လန်းပေးမှာတော့ဓာတ်ပုံအရန်ရိုက်လို့လှမဲ့နေရာလေးတစ်ခုရှိပါသေးတယ်ဒီနေရာလေးကိုဓာတ်ပုံဝင်ရိုက်မယ်ဆိုလို့ရှိရင်တော့တယောက်ကို20ပဲပေးရမှာဖြစ်ပါရဲ့ဓာတ်ပုံရိုက်ပြီးဆိုလို့ရှိရင်တော့ကျွန်တော်တို့ပန်းကြံအကြီးကိုဆက်လက်ပြီးခရီးထွက်ခွာသွားမှာဖြစ်ပါတယ်ဘေးဘက်ချလည်းမှာတော့တောင်တန်းကြီးတွေရဲ့တံပြန့်တဲ့လေကောင်းလေတန်းတွေကိုတောဝရီဆူရှိုက်ရင်ခရီးဆက်ကြရအောင်ပါဒီပန်းကြံကြီးကတော့ဖျားနဲ့နိုင်ဝက်နေပါသွားမယ်ခရီးဖြစ်ပါရဲ့ဝင်ကြီးအနေနဲ့ကတော့ဘတ်60ပေးရမှာဖြစ်ပါရဲ့ပန်းကြံထဲမှာတော့ဓာတ်ပုံရိုက်မဲ့နေရာတွေဝါသနာပါတဲ့သူတွေအတွက်ကတော့အရန်ကိုအဆင်ပြေမှာပါဒီပန်းကြံကြီးထဲမှာတော့ကျွန်တော်တို့အချိန်ကန့်သတ်မရှိတဲ့အတွက်တော်ဝါကြီးကျွန်တော်တို့လိုက်ပြီးပတ်ပြီးရိုက်ပြီးမှသာတခြားနေအောင်ခီးဆက်မှာဖြစ်ပါတယ်ပန်းကြံလေးရဲ့ပေါ်မှာတော့ကာဖေဆိုင်လေးရှိသလိုကိုပေးဝင်ကြီးတွေပေးထားရတဲ့ကပ်ပြားလေးတွေနဲ့စားမဲ့တောင်းမဲ့ဟာတွေကို20ရာခိုင်နှုန်းပြန်လျှော့ပေးတာဖြစ်ပါတယ်ကင်မရာမင်းအနေနဲ့ဖြစ်ကျွန်တော်ရဲ့တားတော်မောင်ကိုအနောက်ကနေလက်ရိုက်ခိုင်းနေတာဖြစ်ပါတယ်ဝတ်တော်တဲ့ရောက်နေပါလေလက်ရကွယ်နေတာကွယ်ပါဦးဒီမဲ့ဒီဘက်လက်လေကွယ်ဦးအပြန်မှာတော့တောင်တန်းလေးကိုတဝါကြီးဆူပြီးကျွန်တော်တို့တောင်အောက်ကိုပြန်ဆင်းခဲ့ပါပြီအပြန်လမ်းမှာတော့ကျွန်တော်တို့လွတ်ပူလီရဲ့နှစ်ပေါင်း1600ကျော်ရှိပြီဖြစ်တဲ့မြို့ဟောင်းကြီးကိုဝင်ခဲ့ပါရဲ့ဒီမြို့ဟောင်းကတော့ကျွန်တော်တို့ကမ္ဘာသမိုင်းဝင်ဆင်းရဲဝင်သွားပြီဖြစ်တဲ့မြို့ဟောင်းပဲဖြစ်ပါရဲ့ဝင်ကြီးအနေနဲ့ကတော့အများကြီးပြေးကြမှာပါဘူးတယောက်ကို20ထဲပါမြို့ဟောင်းကြီးကတအားကြည့်တာမို့လို့ကျွန်တော်တို့ကားတွေနဲ့ပဲပတ်ပြီးလိုက်လေချရပါတယ်1400လူပူလီမှာကတော့မြို့ဟောင်းတွေအပြင်ရေတကွန်တို့ပန်းကြံတို့လည်းအများကြီးရှိပါသေးတယ်ဒီခရီးကတော့ကျွန်တော်တို့တရက်ကြာခရီးမို့လို့ဒီနေရာတွေမှာမိုးချုပ်ခဲ့ပါတယ်နောက်ဗီဒီယိုများကိုလည်းပြန်လည်တင်ဆက်ပေးမှာမို့လို့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုလည်းအသေးလေးပေးခဲ့ပါအောင်လို့ပြောရင်အားလုံးကိုကျေးဇူးတင်ပါတယ်